what's up ခီပါဒါကျွန်တော်တို့ဒီနေ့တင်းနေတာလေးမှာတော့လူတိုင်းတွားနေကြတဲ့လူလူရဲ့ဒိုင်နာကိုတွားလိုက်တာပေါ့နော်ဒါပေမဲ့လူလူဒိုင်နာမန်ဒေးကြီးကိုပိတ်ပါလေဗျာအဲ့တော့ကျွန်တော်တို့အခု cafe diva ကိုတွားမှာဖြစ်ပါတယ်အဲ့တော့ဒါ cafe series ရဲ့ဟုတ်ရှင် cafe series ဘာလုပ်ဘူးလဲဘာမလုပ်ဘူးထင်တယ် episode 3တော့4တော့5ဒါ cafe series ရဲ့ episode 3တို့4တို့ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကနေပဲနာမည်စတက်လိုက်ပဲပေါ့နော်ဒီနေ့မစိုးပါအီတလီစာကြီးများတယ်ပေါ့ဗျာနိုင်ငံခြားစာကျွန်တော်တို့ကြတော့ငပိရသမားဆိုတော့ okay ကျွန်တော်တို့အခုစားမှာတော့ pizza ကို beef နဲ့နာမည်က pizza bolognese ဖြစ်ပါတယ် okay fine ကျွန်တော်မနေ့ကဒါရှေ့ပြုတ်ပွဲကြည့်လိုက်တာပေါ့နော်ရှေ့ပြုတ်ပွဲဆိုတော့အာကြီးပွဲကြည့်တော့ညအေးပြတ်တယ်ဆိုတော့ညမစီတော့ပေါ့မနော်ထောက်မယ်နော်ဒါအနာကိုစီလေးစိတ်လန်းအောင်ပြန်မှာခေါင်းလေးနဲ့ကိုက်နေအားလေးပါလေးရှိအောင်ဟုတ်ချက်ပါအချိန်ကြရင်ကလောမှာဒီလိုဆိုင်လေးဖွင့်မယ်ခွေးလေးနဲ့ခွေးရောပါခွေးပေါ့အမြင်ဘူးခွေးဘယ်လိုပြောရွှေတောင်ရတဲ့အင်းအမြိုင်တန်းပေါ်ကဒါ cafe diva ဖြစ်ပါတယ်diva လားdiva တော့မဟုတ်တော့ဘူးထင်ပါတယ်နော် cafe diva ပေါ့နော်အီတလီအစားအစာရယ် drinks ရယ်အစုံရတယ်ပေါ့တော်တော်များများအစုံပါတယ်ပြီးတော့ဈေးမစိုးဘူးဒီဈေးနဲ့ဒီလောက်နဲ့တန်တယ်ပေါ့နော်ဒါကတော့ strawberry milkshake ဖြစ်ပါတယ်ဒါအမေရိကန်နိုမာရယ်နှုတ်ခွက်ရောတခြားခွက်ကိုပေးရပါတော့ဒါမဲ့ဈာဖြစ်လို့မရဒါမဲ့အမေရိကန်နိုမာပြီးတော့အဲ့လိုထည့်တောက်လာတော့မလန်းဘူးပေါ့နော် sorry ဖြေကောင်းပါတယ်ရေခဲမပေါပါဘူးဟုတ်လို့ရေခဲမပေါဘူး smoothie ဟုတ်ပါတယ်ရေခဲပါပါတယ် sorry photo spot ကရိုက်တက်တယ်လို့အဲ့လိုမျိုးအေးစမ်းပုံလေးဆိုရရပေါ့နော် photo ကြီးတအားကြီးဓာတ်ပုံပဲရိုက်ဖို့ဒါမဲ့သူအတွက်ဆိုရင်တော့မသိတော့ပါဘူးခင်ဗျာဒါ AC ကျွန်တော်တို့လိုဒါ AC သမားလေးတွေအနားယူတဲ့သူတွေအတွက်ဆိုရင်အဆင်ပြေပါတယ်ဒါတော့ကျွန်တော်တို့ pizza နဲ့အရသာတူတဲ့ spaghetti ကို bolognese ဖြစ်ပါတယ် pizza bolognese ဖြစ်ပါတယ်ပြည့်ကြိုးရင်ကြွေးပါခင်ဗျာဖေးကောင်ထွက်နေပေါ့နော်ကောင်းမြတ်ဆိုတာကျွန်တော်တို့တော်တော်များများလာပြောကြလို့အဲ့ဒါကကျွန်တော်ကောင်းမဟုတ်ဘူးကျွန်တော်လည်းမဟုတ်ဘူးဆိုတော့အဲ့ဒါဖေးကောင်တွေ့ရင်ဒီခါလမ်းကြုံ robot လေးထုတ်ပေးဖို့မြင်နိုင်ရခါပါတယ်နော်စပါဂရီကိုကင်းနဲ့ပြည်တယ်တေးလို့လိုက်ကိုကင်းနဲ့ပြည်တယ်တေးလို့လိုက်တကယ်ဒီဆိုင်ကောင်းတာလုံးဝမီနူထဲမှာပြတဲ့ပုံနဲ့အတိုင်းထွက်တယ်ပေါ့နော်ငါတို့ဖူးလို့ရိုက်လို့မရဘူးစားတော့တော့မကြိုးသေးဘူးအီးလေတယ်စီရမယ်ဟိုရောက်မှာရောလို့ချစ်စရာပူတူလေးရှိကြပြီလားကျွန်တော်တို့ဒါတဝီလေးထွားဖြစ်ပါတယ်တဝီ1ကျွန်တော်တဝီ2တဝီလို့ဒါဘာကောင်းကြရလဲဆိုတော့ဘာမရပါခင်ဗျာဒီဆိုင်ကနေဝင်ဆိုတော့လာလောက်တယ်နော်ဖိုတိုစပေါ့ကလည်းအပြင်မှာရိုးရင်ရိုက်တက်ရင်ရိုက်တက်တယ်လို့စားမယ်ညနေပဲဆိုပြပါထိုင်ပေါ့လေခုညကျွန်တော်တို့လာနေတဲ့တနားနေတဲ့သားဆိုရင်ပူတယ်ပေါ့နော်စကင်ကောင်းကြီးခြေကမြတောက်အေးဝေါအေးခြေကမြတောက်အဆက်အားရစားလို့ရတယ်ဒါတအားကြီးမစားနဲ့ပေါ့နော်အဲ့မှာငါတို့ခါကြစားတာပဲနော်အဲ့ဒါလည်းခါလေးကဘာမှမဖြစ်ဘူးအများတန်းကြီးသိမလားမာလာရှမ်းကောလို့မာလာမောက်ချက်ကိုတပတ်ကို4ရက်5ရက်အဲ့လိုစားနေတော့ဒါရှော့ပေါ့နော်မကောင်းဘူးနော်ဆိုတော့အဲ့ဒီရှော့စားအဲ့ဆိုရင်စိတ်ရင်ကောင်းပါလိမ့်မယ်ဘလိုကြီးကိုရီးယားမင်းသားလို့သိမလားစမှုမဟုတ်နေတော့နည်းနည်းဒီလိုယူကျင်ဘာမရှိဘူးလို့ထင်ရတယ်မြင်တာပေါ့ကျွန်တော်တို့ပြီးသွားပါပြီကဲဆိုတော့ဒီနေ့ vlog ဒီလောက်ပါပဲခင်ဗျာဒီ vlog လေးကတော့ကျွန်တော်ရဲ့ fan တွေ AC အချိန်ရမှညာဘက်အိတ်ခါနေဖြစ် AC လေးကြည့်ဖို့ vlog လေးပေါ့နော်ဆိုတော့ဒီနေ့ဒီကျွန်တော်အားပေးလာတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့နောက် video ကြရင်ပြန်ကောင်းတဲ့ vlog တွေနဲ့ပြန်တွေ့ကြပါမယ်တတာ